ထောင်ကနေမကြခင်ကတင်လွတ်လာတဲ့လိမ်ပိုင်းဆိုင်ရာပြစ်မှုကျူးလွန်သူတယောက်ဟာ12 နှစ်ရွယ်မိန်းကလေးငယ်တယောက်ကိုပြစ်မှတ်ထားပြီးခြေရာခံပါတော့တယ်မိန်းကလေးငယ်ကလည်းသူမအနောက်ကိုတယောက်လိုက်နေမှရိပ်မိသွားပါတယ်သူမဟာအမြန်လျှောက်ပြီးလူခွဲဖို့စူးစမ်းပေမဲ့အဲ့ဒီလူကအနီးကပ်ကိုထက်ချက်မကွာလိုက်လာပါတယ်အကြောက်လွန်ပြီးသူမဟာသူငယ်ချင်းတွေကိုရှာဖို့အတွက်ဖះเจ้าတစ်ခုတည်းကိုအပြေးလွှားဝင်သွားခဲ့ပါတယ်ဒီလောက်လူတွေအများကြီးရှိတဲ့ရှေ့တော့သူဘာမှမလုပ်ရဲတော့ပါဘူးလို့သူမတွေးမိပေမဲ့အဲ့ဒီတုံလုပ်เสียကောင်းတာကအဲ့ဒီလူဟာဖះเจ้าနဲ့အထိပါလိုက်ဝင်လာပါတယ်မိန်းကလေးငယ်ဟာအတော်လေးကိုကြောက်လန့်နေခဲ့ပါတယ်ဖះเจ้าပွဲပြီးသွားတဲ့အခါမှာတော့သူမဟာအိမ်ကိုအတူတူလိုက်ဖို့ပေးဖို့သူငယ်ချင်းတွေကိုအဖော်ဆက်ရပါတယ်အဲ့ဒီလူကတော့အခုထိလက်မလျှော့သေးပါဘူးသူတို့ကိုထပ်ပြီးနောက်ယောင်ခံလိုက်ဖို့စူးစမ်းနေပါတယ်ကံကောင်းကျင်တော့ဒါကိုတင်းအောင်ဆရာကတတိထားမိသွားပါတယ်သူကအတင်းသားအစ်တယောက်ထင်ပြီးကော်ဖီတောက်ဖို့နွေးနွေးထွေးထွေးဖိတ်ခေါ်လိုက်ပါတယ်အဲ့ဒီလူလည်းလောလောဆယ်မှာနောက်ဆုတ်ယုံကလွဲလို့တခြားမတက်နိုင်တော့ပါဘူးတင်းအောင်ဆရာကသူ့ကိုဖះเจ้าကပေးတဲ့အဝတ်စားတချို့ကန်လန်းပြီးနမီမေးလိုက်ပါတယ်အဲ့ဒီလူကတော့သူ့နာမည်မတ်လို့ခေါ်ရလို့ပေါ့ပေါ့ပါပါပဲပြောလိုက်ပေမဲ့တင်းအောင်ဆရာကသူ့ရဲ့အချက်လက်တွေကိုမှတ်တမ်းတင်ဖို့ပြင်ဆင်နေတာကိုမြင်တော့ချက်ချင်းပဲပြတလဲဖြစ်သွားပါတယ်သူကဒီအတိုင်းလမ်းကြုံလို့ဖြစ်လာတာဖြစ်ပြီးဖះเจ้าကိုဝင်ဖို့အစီအစဉ်မရှိရဘူးလို့ပြောပါတယ်ဒါပေမဲ့အတင်းသားအစ်တွေစုဆောင်းကျင်စောတန်နေတဲ့တင်းအောင်ဆရာကတော့မကြားချင်ရောင်ဆောင်နေလိုက်ပါတယ်သူကဖုန်းကိုထုတ်ပြီးမက်ရဲ့တပ်ပုံကိုတောင်ရိုက်ယူလိုက်ပါသေးတယ်အဲ့ဒီတပ်ပုံကိုဖះเจ้าရဲ့မှတ်တမ်းအယ်ဘမ်နဲ့ထည့်ဖို့အတွက်လဲပရိနာနဲ့ထုတ်လိုက်ပါတယ်ဒီယိုရှင်းနဲ့လောက်ရက်လေးကသူ့စီကိုကပ်ပေးကြီးတဲဆောင်လာလိမ့်မယ်ဆိုတာတင်းအောင်ဆရာတယောက်လုံးဝမသိရှာပါဘူးအတိအကျအဲ့ဒီအချိန်မှာပဲတင်းအောင်ဆရာဖုန်းမြည်လာပါတယ်သူကဖုန်းပြောဖို့အပြင်ကိုခဏထွက်သွားပါတယ်မက်ကတော့စားပွဲပေါ်ကမိသားစုတပ်ပုံကိုစိုက်ကြည့်နေပါတယ်တင်းအောင်ဆရာဖုန်းပြောပြီးပြန်ဝင်လာတဲ့အခါမှာတော့မက်ခါအဝတ်စားတွေကိုဆွဲယူပြီးပြန်ဖို့ပြင်ပါတော့တယ်တင်းအောင်ဆရာကသူ့ကိုအတင်းသားဖြစ်စရင်သွင်းခြင်းနဲ့မျောလင်းချက်နဲ့စာရက်စာတမ်းတွေဖြည့်ပြီးပြီလားလို့မေးပါတယ်တင်းအောင်ဆရာကမက်ဖက်နစီတာကိုတက်ကြွနဲ့ကူညီပေးပါတယ်အဲ့ဒီအချိန်မှာပဲမက်ရဲ့ခြေထောက်မှာတက်ထားတဲ့လျှက်စစ်ချေချင်းဝတ်စောင့်ကြည့်ထိန်းချုပ်တဲ့ကိရိယာကိုတင်းအောင်ဆရာမတော်တဆမြင်သွားခဲ့ပါတယ်တင်းအောင်ဆရာလည်းစွန့်သွားရပါတယ်အခြေအနေကတကယ့်ကိုအနေရခတ်သွားပါတယ်မက်ကလည်းဖက်နက်ကိုအမြန်စီးပြီးချက်ချင်းပဲထွက်ပြေးပါတော့တယ်တင်းအောင်ဆရာဟာခဏလောက်ဝေခွဲမရဖြစ်နေပြီးမှတတိမွေးပြီးဒါပြစ်သားတွေလာတဲ့နေရာပါဖះသခင်ကကျွန်တော်တို့အားအောင်ကိုချစ်ပါတယ်လို့ပြောပြီးသူ့ကိုတားဖို့စူးစမ်းပါသေးတယ်ဒါပေမဲ့ဒီစကားလုံးတွေကမက်ကပေါ်ဘာတက်ရောက်မှုမှမရှိရဘူးသူကတော့လှည့်ကြည့်ပြီးဒီအတိုင်းထွက်သွားပါတယ်တင်းအောင်ဆရာဟာစိတ်ပြတ်သွားပေမဲ့အကြီးအတင်းအောင်ဆရာအဖြစ်ယာရုတို့ချင်းစိတ်ပြင်းပြနေတာကြောင့်မက်ကိုအတင်းသားတစ်အဖြစ်စရင်သွင်းနိုင်ဖို့မှတ်ပုံတင်စာရွက်ကိုအမြန်ကောက်စစ်ပါတယ်စိတ်မကောင်းစရာကမက်ခါဘာတစ်ခုမှဖြစ်မထားခဲ့ပါဘူးတင်းအောင်ဆရာလည်းစိတ်တက်ကြသွားပါတယ်ဒါပေမဲ့အဲ့ဒီထက်ပိုကြီးမားတဲ့ပြဿနာကဆက်ရောက်လာပါတယ်အဲ့ဒီညနေမှာပဲသူ့ဇနီးစီကဖုန်းလာပါတယ်သူတို့သားလေးပျောက်နေပါတယ်လူတစ်ယောက်ကကောင်လေးကိုခေါ်သွားတယ်လို့ဆရာမကပြောပါတယ်သူ့ဇနီးကသားလေးပြန်ပေးဆွဲခံရပြီလို့တန်တရားဝင်နေပါတယ်အဲ့ဒီအချိန်မှာတင်းအောင်ဆရာဟာချက်ချင်းပဲထိတ်လန့်တုန်လှုပ်သွားပါတယ်အမိုးကနေရိုကျလာတဲ့မိုးရေဆက်တွေဟာမက်ရဲ့တပ်ပုံပေါ်ကိုတဲတဲကျနေပါတယ်မိုးရေဆိုပြီးပြက်ပြက်သွားတဲ့တပ်ပုံဟာကြည့်ရတာမိစ္ဆာတကောင်နဲ့တူနေပါတယ်ဒါဟာဖះသခင်ကသူ့ကိုအချက်ပေးလိုက်တာလို့တင်းအောင်ဆရာယုံကြည်သွားပါတယ်စားပွဲပေါ်ကမိသားစုတပ်ပုံရွှေ့ထားတဲ့အချက်နဲ့ပါပေါင်းဆက်လိုက်တဲ့အခါမှာတော့သူတန်တရားဝင်တာပို့ပြီးတေချာသွားပါတယ်တင်းအောင်ဆရာဟာအင်တာနက်ပေါ်မှာမက်ရဲ့အချက်လက်တွေကိုချက်ချင်းပဲရှာဖွေပါတော့တယ်မက်ဟာလိမ်ပိုင်းဆိုင်ရာပြစ်မှုကြောင့်နှစ်ကြိမ်တိုင်ပြစ်ဒဏ်ချခံမှုသူတယောက်ဖြစ်နေတာကိုသူရှာတွေ့သွားပါတယ်ကံကောင်းတာကသူ့ရဲ့နေရက်လိပ်စာကိုအင်တာနက်မှာတင်ထားပါတယ်တင်းအောင်ဆရာလည်းလိပ်စာကိုအမြန်ချရေးပြီးကားမောင်အပီထွက်လာခဲ့ပါတယ်မက်ရဲ့ရက်ွက်ထဲကိုသူမောင်းဝင်လာပါတယ်ကားပေါ်ကနေစင်းခါနီးမှာပဲတန်းကောင်ရံအချိန်ကြီးလမ်းကြားတစ်ခုရဲ့ကနေမက်ထွက်လာတာကိုသူမြင်လိုက်ရပါတယ်မက်ဟာကော်ပြားတစ်ချောင်းကိုကင်ထားပြီးသူ့ရဲ့ကားထဲကိုတစ်ခုခုတဲထည့်နေပါတယ်သူတစ်ခုခုကိုမြေမြုပ်ဖို့ပြင်ဆင်နေတာပဲဖြစ်နေပါတော့တယ်